လာကြထာဝရဘုရားအားရှင်လန်းစွာတခြင်းဆိုကြကုန်အံ့ငါတို့သည်ကဲတင်ချင်းသို့ရောက်ရာကြောက်ကိုကျူးအေးကြကုန်အံ့ကျေးဇူးတော်ကိုချီးမွမ်းလျက်ရှေ့တော်သို့ဝင်၍ဆာလံတခြင်းဆိုလျက်ကျူးအေးသောအတန်ကိုပြုကြကုန်အံ့ထာဝရဘုရားသည်ကြီးမြတ်သောဘုရားတကားတို့ထက်ကြီးမြတ်သောဘုရင်ဖြစ်တော်မူ၏118ခုမြောက်သောဆာလံပိုင်ငယ်24ဤနေ့ရက်သည်ထာဝရဘုရားစီရင်တော်မူသောနေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရှင်လန်းကြကုန်အံ့ရှင်မြင့်မြတ်တဲ့ဘုရားသခင်ဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ကျမတို့၏ဝိညာဉ်ကိုတန်ရှင်းစေတော်မူပါစေလို့ကျွန်တော်ကျမတို့၏စိတ်နှလုံးနဲ့အတူတန်ရှင်းစေမှုပါဆိုတဲ့ဂုဏ်တော်တွေအဖြစ်ကိုယ်ပဲခြင်းကိုဒီပါကြရအောင်တန်ရှင်းစေမှုဆန်ဆင်းရှင်တွေဆန်ဆင်းရှင်တွေဆန်ဆင်းရှင်တွေဒေသနာရှင်ဆရာရွေးချယ်ထားတဲ့ဓမ္မကျမ်းစာကိုဖတ်ကြားဖို့ဖြစ်ပါတယ်။ဒီစီစဉ်စာရုံမှာတော့ရှမသက်ခရစ်ခန်းကြီး6ငွေ9မှာ7လို့ဖော်ပြထားပြီးနဲ့73တိဖတ်မှာဖြစ်ပါတယ်။ကျွန်တော်တို့အစီအစဉ်စာရဲ့ထဲအတူတူဖတ်ရအောင်။ဓမ္မကျမ်းစာကိုင်ဆောင်တဲ့သူများရှမသက်ခရစ်ခန်းကြီး6ငွေ9မှာ73တိတူဖတ်ဖို့ဖြစ်ပါတယ်။ဒီနေ့ဒီကဖတ်ရကြပါစို့။ရှမသက်ခရစ်ခန်းကြီး6ငွေ9မှာ7
တင်ဒီစုတောင်းတနာပြုသောအခါပြုတ်ဝတ်သောသူတို့ဤသူမပြုမည်ထိုသူတို့သည်လူများတို့ရှိမှထင်ရှားစေခြင်းကပွဲတင်လမ်းဆောင်လမ်းဝတို့၌ရည်ရည်စုတောင်းခြင်းကလိုရှိကြ၏ငါအမှန်ဆိုသည်ကထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ၏တင်ဒီစုတောင်းသောအခါစိတ်ညစ်ရာခံသို့မြင်၍တရားကိုပိတ်ပြီးမှထင်ရှားသောဉာဏ်၌ရှိတော်မူသောတင်၏အဘကိုစုတောင်းတော်မထင်ရှားသောအရာကိုမြင်တော်မူသောတင်၏အဘသည်အကျိုးကိုထင်ရှားစွာပေးတော်မူတတ်တင်တို့သည်စုတောင်းသောအခါသာသနာ့မှလူနည်းတူအချီးသောစကားဖြင့်အထက်ထက်မမွေ့ကြနှင့်ထိုသူတို့သည်များစွာသောစကားအားဖြင့်မိမိတို့အလိုပြည့်စုံရမည်ဟုထင်မှတ်ကြ၏ထိုသူတို့သည်ဤသူမပြုကြနှင့်အကြောင်းမူကားတင်တို့လိုရှိသမျှတို့ကိုတင်တို့အကြောင်းတင်တို့ဘာတည်တော်မူ၏ထိုကြောင့်တင်တို့ဆုတောင်းရမည်မှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့မှာကိုရော၏နာမတော်အားယူသည်လေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးရောက်သောအစာကိုကျွန်ုပ်တို့အားယနေ့ပေးသနာတော်မူပါသူတစ်ပါးသည်ကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကိုကျွန်ုပ်တို့သည်လွတ်တဲ့ကဲ့သို့ကျွန်ုပ်တို့၏အပြစ်များကိုလွတ်တော်မူပါအပြစ်သွေးဆောင်ရာသို့လိုက်မပါစေတဲ့မကောင်းသောအမှုရာမှလည်းကယ်လွတ်တော်မူပါအစိုးပိုင်သောအခွင့်နှင့်ဘုံသောအာနုဘော်တော်သည်ကဘာဆက်ဆက်ကိုရို၌ရှိပါစေအာမင်ဆုတောင်းခုချိန်တိုင်းမှာအသက်ရှင်တဲ့နှုတ်ကပတ်တော်ဝေငှတက်တည်ခံပြုဆရာခုံစောက်ခွန်းကိုဖိတ်ခေါ်ပါတယ်ဒေသနာတော်ကိုရောက်စီတိုင်းနှလုံးသားတကားဖွင့်လျက်ရောက်စီတိုင်းခံယူဖို့လုံကဆက်လက်ဝပြုကိုယ်ွယ်သွားကြပါစို့ရှေးဟောစွာဖျားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါတယ်ခင်ခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့ရက်မှာကျွန်တော်တို့ပျော်ရွှင်စွာနဲ့ဖျားခင်ကိုဝတ်ပြုကိုယ်ွယ်ကြားရတဲ့အခွင့်ကိုရရှိတဲ့အတွက်ဖျားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းတယ်နှုတ်ကပတ်တော်ကိုဝေငှဖို့အတွက်အခွင့်ကိုရရှိတဲ့အတွက်လည်းဖျားခင်နဲ့သက်ဆိုင်သူအားလုံးကိုကျေးဇူးတင်ရှိတဲ့အကြောင်းပြောလိုပါတယ်ကျွန်တော်ကျမ်းစာတစ်ပိုက်ဖတ်ပါမယ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်1မှ4အထိဖတ်မှာဖြစ်ပါတယ်တရားရောအခါကိုတော်ဒီတစုံတစ်ခုတော့အရက်တွေဆုတောင်းတော်မူ၍ပြီးလျင်တပည့်တော်တယောက်ကသခင်ဆုတောင်းစေခြင်းဟာယောဟန်ဒီမိမိတပည့်တို့အားနီးပဲတဲ့ကဲ့သို့အကျွန်ုပ်တို့အားနီးပဲတော်မူပါဟုလျှောက်တော်ကိုတော်ကတင်တို့သည်ဆုတောင်းလျင်မြတ်စွာရမည်မှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဘကိုတော်၏နာမတော်အားယူသည်လေးမြတ်ခြင်းရှိပါစေတော်နိုင်ငံတော်တည်ထောင်ပါစေတော်အလူတော်ဒီကောင်းကင်ဘုံ၌ရှိတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေတော်အတက်မွေးလောက်သောအစာကိုအကျွန်ုပ်တို့အားနေ့ရက်အစဉ်တိုင်းပေးသနာတော်မူပါအကျွန်ုပ်တို့ကိုပြစ်မှားတော်သူရှိသမျှတို့၏အပြစ်ကိုအကျွန်ုပ်တို့သည်လွတ်တော်မူသောကြောင့်အကျွန်ုပ်တို့၏အပြစ်များကိုလွတ်တော်မူပါအပြစ်တွေးဆောင်ရာတို့မလိုက်မပါစေပေမကောင်းသောအမှုအရာမှကေနုတော်မူပါဟုဆုတောင်းကြလောဟုမိန့်တော်မူ၏ကျွန်တော်တို့မနေ့ကဒီ TKBC လူငယ်တွေဥဆောင်ပြီးမှကျွန်တော်ဆုတောင်းကြတယ်အားလုံးဆုတောင်းပါဝင်ကြတယ်ကျွန်တော်လေးဆုတောင်းတယ်9နာရီနဲ့6နာရီကြားမှာတနာရီဆုတောင်းခွင့်ရတယ်တနာရီတော့လျှောက်ဆုတောင်းဖို့ဆိုတာတော့လွယ်တော့မလွယ်ဘူးကျွန်တော်လည်းနားမှဆုတောင်းရတယ်အကြောင်းဆုတောင်းတယ်ထိုင်မှတောင်းတယ်ဒူးထောက်ပြီးမှတောင်းတယ်ရပ်ပြီးမှလည်းတောင်းတယ်ခဏနားပြီးမှလည်းဆုတောင်းဖြစ်တယ်တနာရီဆုတောင်းဖြစ်တယ်လူငယ်တွေအတွက် TKBC လူငယ်တွေတာမက
ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ကျွန်တော်တို့ဗမာပြည်ကလူငယ်တွေအားလုံးနဲ့ဒီကမ္ဘာလုံးကလူငယ်တွေအားလုံးအထူးသဖြင့်ကျွန်တော်တို့ကချင်လူငယ်တွေအတွက်ဆုတောင်းတယ်ကချင်လူငယ်တွေဒီဘက်မှာကောင်းရာကောင်းကြောင်းကြိုးစားတဲ့လူတွေရှိတယ်လို့ဒီဘက်မှာကျွန်တော်တို့ရဲ့အပြစ်တွေးဆောင်ရာတို့လိုက်ပါလျက်ရှိတဲ့ကျွန်တော်တို့ကချင်လူငယ်တွေအများကြီးရှိတယ်အားလုံးကိုဖျားသခင်ကိုယ်ကာဖို့အတွက်ဆုတောင်းဖြစ်တယ်ဆုတောင်းခြင်းဆိုတာကျွန်တော်အတွက်ဒါမကပဲနဲ့ကျွန်တော်ဆုတောင်းပေးလိုက်တဲ့လူတယောက်အသက်ပါဒါကထိရောက်မှုရှိတယ်ကျွန်တော်တို့ရွာတွေမှာခီးသွားတဲ့အချိန်မှာလူငယ်တဲ့3နှစ်ကျော်လောက်တော့ကရွာမှာသူကတော့ AG ဖြစ်တယ်ကျွန်တော်တို့ကနေချင်းပေါ့အဖွားတယောက်ကသူ့မဲကိုပွင့်ပြီးတော့မှကျွန်တော်တို့ဆရာတွေရောက်တယ်ဆိုတော့လာတယ်ငိုတယ်သူကဘာဖြစ်လို့ငိုတာလဲဆိုတော့အဲ့ဒီသူ့ရဲ့မိက9ရက်ရှိပြီအသက်က9ရက်ရှိပြီမွေးကလေးကအမေရဲ့နှုတ်ကိုမတော့ဘူးဘာမှလည်းမပြောတတ်ဘူးဘာမှလည်းမပူစာတတ်ဘူးဘာမှလည်းမစားဘူးဘာမှလည်းမတော့ဘူးကလေးကမျက်စိလည်းမဖွင့်ဘူးကိုယ်လုံးနေနေတာသူ့ရဲ့အသက်က9ရက်ဘာမှမတော့သေးဘူး9ရက်ချိန်ရှိပြီတဲ့တော့ရှူသေးတယ်ဆိုတော့သူ့အဖွားကဘာပြောလဲဆရာတို့ရဲ့ဘာမှမတတ်နိုင်ဘူးသူ့အမေလေးဟိုမှာမီးပွားတဲ့အခါမှာရှိနေတော့ပဲအပြင်ထွက်လို့မရအောင်သူ့အဖေကစစ်တိုက်ဟိုမှာစစ်တပ်မှာတွားနေတယ်အခုကျမကအဖွားဖြစ်တယ်သူ့အဖွားအဲ့လိုဆိုတော့ဆုတောင်းပေးပါကျွန်တော်တို့ဘာမှမတတ်နိုင်လာတော့ကျွန်တော်တို့ဆုတောင်းရအောင်ပြောတယ်ကျွန်တော်တို့အဖွဲ့သားတွေကိုလည်းကျွန်တော်တို့ပြောတယ်အားလုံးကျွန်တော်တို့အတူတကွဆုတောင်းမယ်ပြောတယ်သူ့ကိုကျွန်တော်ဘာမှမတတ်နိုင်ဘူးကျွန်တော်လည်းလူသားပဲအခုအဖွားပြောတယ်လို့ပဲဘာမှမတတ်နိုင်ဘူးကလေးအတွက်ကလေးလေးဘာမှလည်းမပူစာတတ်ဘူးဘာမှလည်းမတောင်းဆိုတတ်ဘူးဒါပေမဲ့တတ်နိုင်တဲ့ဖျားရှိတယ်ကျွန်တော်ဆုတောင်းမယ်ဆုတောင်းကြတယ်ဒူထောက်ပြီးတော့မှဆုတောင်းတယ်ည6နာရီကျော်9နာရီထိုးခါနီးမှဖြစ်တယ်ဆုတောင်းပြီးတော့မှဆုတောင်းအားလုံးဆုတောင်းပြီးမှဆက်ကပ်ပြီးမှအာမင်ဆိုမှပြီးသွားတယ်အဖွားကလည်းမြေရေလေးတိုးပြီးတော့မှအားလုံးကိုကျေးဇူးတင်တယ်ဆိုမှပြန်သွားလိုက်တယ်သူ့အိမ်ကိုပြန်သွားတယ်ကျွန်တော်တို့လည်းအဲ့ဒီညမှာနားတယ်နောက်ရက်မနေ့အစောကြီးကျွန်တော်ကဟိုးဘက်မှာစစ်သားတွေရှိတဲ့ဘက်ကိုသွားလိုက်တာအစောကြီးဆုတောင်းဖို့အဲ့ဒီမှာကျွန်တော်တို့ចောင်းသားတွေအဲ့ဒီအိမ်မှာကြံခဲ့တဲ့ချိန်မှာမနေ့အစောကြီးကျွန်တော်ထွက်သွားတဲ့နောက်ပိုင်းမှာအဲ့ဒီအဖွားကပြန်လာတယ်တဲ့လက်ထဲမှာကြက်ဥကိုင်ပြီးတော့မှလာတယ်သူမီးတော့မပါတော့အဲ့ချိန်မှာကြက်ဥကိုင်မှလာတော့ဘာပြောလဲဆိုတော့ဆရာတို့ရေအရာကျေးဇူးတင်တယ်လို့ပြောတယ်တဲ့ဘာမှလည်းမယူလာတတ်ဘူးဒီမှာအိမ်မှာကြက်ဥပဲရှိတယ်ကြက်ဥကျေးဇူးတင်တယ်မနေ့ကဆရာတို့ဆုတောင်းပေးလိုက်တဲ့နောက်ပိုင်းမှာကျမပြန်သွားတယ်အဲ့ဒီနောက်ပိုင်းမှာညတကောင်ရောက်ခါနေစေနာဝင်းကျင်ဖြစ်မှာပေါ့အဲ့ဒီမှာအဲ့ဒီကလေးကသူ့ရဲ့အမေရဲ့နှုတ်ကိုအဝတော့တယ်အဝကြီးတော့မှတညလုံးအိပ်ပျော်သွားတယ်အခုဒီမနေ့နဲ့သူ့ကြည့်ရတာကျန်းမာရှိတယ်9ရက်ကလေးရဲ့အသက်ကနှုတ်မတော့တိတ်နေမကောင်းအိတ်မပျော်ကလေးဒါမဲ့အဲ့လိုနောက်ရက်ကျတော့အဖွားကရောက်လာပြီးတော့မှအဲ့လိုမျိုးပြောတဲ့အချိန်မှာကျွန်တော်တို့ကျောင်းသားတွေကဖျားတခင်ရဲ့ကျေးဇူးတော်ပဲဆုတောင်းပေးလိုက်ကြတယ်တဲ့ကျွန်တော်တို့အဲ့ဒီအချိန်မှာမရှိဘူးကျွန်တော်ပြန်လာတော့သူတို့အဲ့လိုပြောကြတယ်ကျွန်တော်တို့မတတ်နိုင်တဲ့အရာမသိတဲ့အရာကျွန်တော်တို့လက်မြောက်တဲ့အရာဖျားတခင်ကတတ်နိုင်ဘာအပြစ်တတ်နိုင်တယ်လဲဆိုတော့ဘာအပြစ်ကျွန်တော်တို့ကိုညီနိုင်တယ်လဲဆိုတော့ကျွန်တော်ဆုတောင်းခြင်းအပြစ်ကျွန်တော်အဲ့ဒါကိုကိုညီနိုင်တယ်တကယ်လေးထိရောက်မှုရှိတယ်အဲ့ကြောင့်ဘာဖြစ်လို့ဆုတောင်းရတယ်လဲကျွန်တော်တို့ဟုတ်
တယ်မလားဘုရားသခင်ကနေရာတကာမှာရှိတယ်လေအရာအလုံးကိုတတ်စွမ်းနိုင်တယ်ဘုရားသခင်နေရာတကာမှာဘုရားရှိတယ်ခုနကကျမ်းစာထဲမှာကျွန်တော်ဖတ်ပြီးပြီမတောင်းခင်ကတည်းကဘုရားသခင်ကတည်တယ်ဘာလို့တောင်းစရာလိုလဲလူတွေခရစ်တော်ကပြောတယ်ဘာလို့လူတာလဲလွယ်လေးနဲ့ပြောမယ်ဆိုရင်တော့သခင်ယေရှုကိုယ်တိုင်ကဆုတောင်းခဲ့လို့ကျွန်တော်တို့သခင်ယေရှုရဲ့နောက်လိုက်များဆုတောင်းဖို့လူတယ်အလွယ်ဆုံးအဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ဘုရားသခင်ဖန်ဆင်းထားတဲ့ကလူသားတိုင်းဟာဆုတောင်းဖို့လူတယ်ဆိုတဲ့ပုံစံမျိုးနဲ့လူသားကိုဘုရားသခင်ကဖန်ဆင်းထားတယ်ဒါဘုရားသခင်ရဲ့ဒီဇိုင်းဖြစ်တယ်ကျွန်တော်တို့ဆုတောင်းဖို့ဆိုတာဘုရားသခင်မသိလို့ကျွန်တော်တို့ဆုတောင်းတာမဟုတ်ဒါမဲ့ဘုရားသခင်ကျွန်တော်တို့ဆုမတောင်းတဲ့အချိန်မှာကျွန်တော်တို့ကိုဘုရားသခင်လုတ်ပေးခြင်းတဲ့အရာတွေမလုတ်ဖြစ်တဲ့အရာတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒါဘုရားသခင်ဖန်ဆင်းထားတဲ့ကလူသားတိုင်းကိုအခွင့်အနာအပြည့်ပေးထားတယ်လုတ်ပိုင်ခွင့်ပါဝါကိုလည်းပေးထားတယ်အဲ့ဒီပေးထားတဲ့အတွက်လူရဲ့အုံနောက်ထဲမှာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်စဉ်းစားပိုင်ခွင့်ရှိတယ်ကျွန်တော်တို့ရဲ့စဉ်းစားတာကျွန်တော်တို့တွေးခေါ်တာကျွန်တော်တို့လှုပ်ဆောင်တာကျွန်တော်တို့ဆုံးဖြတ်တာလည်းအတိုင်းအတာတစ်ခုတည်းမှန်တယ်မမောင်းဘာဖြစ်လို့လဲဆိုတော့ဖန်ဆင်းထားတဲ့ကဘုရားသခင်ကအဲ့ဒီပါဝါကိုပေးထားပြီးသားဖြစ်တယ်အဲကြောင့်လူရဲ့ခန္ဓာကိုယ်တိုင်းမှာကျမတို့အရောက်စီရဲ့ခန္ဓာကိုယ်တိုင်းမှာဘုရားသခင်ရဲ့ဖန်ဆင်းထားတဲ့အရာနဲ့ဘုရားသခင်ဖြစ်စေတဲ့အရာနှစ်ခုရှိတယ်ဖြစ်စေတဲ့အရာဆိုတာကသူဖြစ်ခိုင်းတဲ့အရာပေါ့ကွာသူလှုပ်ထားတဲ့အရာဖန်ဆင်းထားတာတော့မဟုတ်ဘူးကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာထဲမှာအဲ့ဒီနှမျိုးရှိတယ်ဖန်ဆင်းထားတဲ့အရာဆိုတာခုနကကျွန်တော်ပြောသလိုပဲကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာမှာခွန်အားတွေးခေါ်ဖို့စဉ်းစားဖို့ပါဝါအဲ့ဒါရှိတယ်ဒါသူဖန်ဆင်းထားတဲ့ကကျွန်တော်တို့ကိုထည့်ထားပေးတာကျွန်တော်တို့အုံနောက်တွေဒီအုံနောက်နဲ့တွေးခေါ်တာစဉ်းစားတာအတိုင်းအတာတစ်ခုတည်းမှန်တယ်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာထဲမှာဘုရားသခင်ထည့်ထားပေးတဲ့အရာတစ်ခုရှိသေးတယ်အဲ့ဒါဝိညာဉ်တော်ဖြစ်တယ်အဲ့ဒီလူကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာဘုရားသခင်ဖန်ဆင်းထားတဲ့အရာနဲ့ဘုရားသခင်ဖြစ်စေတဲ့အရာနှစ်ခုစလုံးကဘုရားသခင်ရဲ့ image တွေဘုရားသခင်အတွက်အသုံးတော်ခံဖို့အတွက်ဘုရားသခင်နဲ့ထိတွေ့ပြီးတော့မှဆက်ဆံပြီးတော့မှကျွန်တော်တို့ဘုရားသခင်ရဲ့အလိုတော်ကိုလက်ခံဖို့အဲ့ဒီအလိုတော်အတိုင်းလူတွေကိုကောင်းရာကောင်းကြောင်းကိုယ့်ရဲ့ကိုယ်ခန္ဓာကိုယ့်ရဲ့ဝိညာဉ်တာမကပဲနဲ့ပတ်ဝန်းကျင်တစ်ခုလုံးအတွက်ပြုတ်ပြင်ပြောင်းလဲဖို့ဖြစ်စေဖို့အတွက်ဘုရားသခင်ကရည်ရွယ်တာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့အဝေးကိုရောက်သွားတယ်ဘာသာစကားမတူတဲ့စကားနဲ့ကျွန်တော်တို့စကားပြောတယ်အဲ့ဒီလိုမျိုးအချိန်မှာကျွန်တော်တို့ရဲ့ဘာသာစကားနဲ့အထူးသဖြင့်ကျွန်တော်တို့ကချင်စကားနဲ့ပြောဖို့အရာတန်တာတယ်စကားပြောခြင်းတယ်တကယ်ပဲကျွန်တော်တို့အဖို့တယောက်ရောက်လာတဲ့အချိန်မှာကိုယ့်ရဲ့ဘာသာစကားနဲ့ပြောတဲ့အချိန်မှာကိုကအရာခွန်အားရတယ်ပြောတယ်ကျေနပ်တယ်ကျွန်တော်တို့ရဲ့အထဲမှာဘုရားသခင်ရဲ့ image ရှိတယ်ဒီ image ဟာဘုရားသခင်ရဲ့ဖန်ဆင်းထားတဲ့ဒီအရာဟာဘုရားသခင်နဲ့စကားပြောတဲ့အချိန်မှာခွန်အားဖြစ်လာတယ်ဒါဘုရားသခင်ဖန်ဆင်းထားတဲ့ကရည်ရွယ်ချက်နဲ့လုပ်ထားတဲ့အရာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ကဘုရားသခင်နဲ့အမြဲတမ်းစကားပြောနေရတယ်စကားပြောနေတဲ့အချိန်မှာကျွန်တော်တို့အထဲမှာရှိတဲ့ဝိညာဉ်တော်ခွန်အားတွေရလာတယ်ခွန်အားတွေရလာတယ်များများပြောလေများများရလေများများပြောလေများများရလေအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကိုယ်ခန္ဓာပျော်ရွှင်တာကျွန်တော်တို့ကြည်နူးရီတာမှာကပဲနဲ့ကျွန်တော်တို့လူတယောက်အပေါ်မှာပတ်ဝန်းကျင်ပေါ်မှာကျွန်တော်တို့ပြောဆိုလိုက်တဲ့စကားအရာတိုင်းမှာအဲ့ဒီမှာခွန်အားတွေဖြစ်စေတယ်
ဒါဖျားသခင်ရဲ့ရွယ်ချက်နဲ့ဖန်ဆင်းထားတဲ့အရာဖြစ်တယ်ကျွန်တော်တို့လူကာအခန်းကြီး9မှာအခန်းကြီး1မှာအခန်းငယ်1မှာကိုသခင်ယေရှုကပြောတယ်သူ့ရဲ့တပည့်တော်တွေကို12ယောက်ရှိတာကဲမင်းတို့အားလုံးဒီကနေ့ကစပြီးနတ်ဆိုးကိုနင်ထုတ်နိုင်တော့ခွေတကူအနာယောဂါကိုငင်းစေတော့တကူကျွန်တော်ပဲပြီဆိုမှလွတ်လိုက်တာတွားကြတော့ဒီအမှုအရာတွေကိုလှုပ်ပါဆိုမှတွားခိုင်းလိုက်တာအခန်းကြီး9မှာပဲဒီအခန်းငယ်40မှာဘာဖြစ်သွားလဲဆိုတော့ဟိုမှာနတ်ဆိုးပိုးတဲ့လူတယောက်မောင်းထုတ်ခိုင်းတာနင်းထုတ်ခိုင်းတာကျူးစားတယ်ဒီတပည့်တော်တွေတယောက်ပြီးတယောက်ကျူးစားတယ်ထွက်လို့သခင်ယေရှုရဲ့နာမတော်နဲ့ဘုရားသခင်ရဲ့နာမတော်နဲ့ထွက်လို့ပြောကြတယ်အော်ကြတယ်ပါဇာကနေပြီးတော့မှတည်ရတော်ထွက်အော်တယ်ပြောတယ်ပင်ပန်းတယ်ရွှေထွက်တယ်အော်တယ်တယောက်ပြန်လာတယ်အော်တယ်ဘာမှအလုပ်မဖြစ်ဘူးသူတို့ကတကူပဲတာဒါ chapter တစ်ခုထဲမှာပဲရေးထားတာလောကအခန်းကြီး9အခန်းငယ်1မှာတကူကိုပဲထားပြီဒီအမှုအရာကိုလုပ်ပါတကူတော်ကိုပဲထားပြီဒါပဲတိမကြဘူးသူတို့လုပ်တယ်မအောင်မြင်ဘူးဘာဖြစ်လို့မအောင်မြင်တာလဲသခင်ယေရှုကသူတို့ကိုပြန်ပြောတာမင်းတို့ကဖောက်ပြန်တတ်တဲ့လူမျိုးတွေဖြစ်တယ်ယုံကြည်မှုအားနည်းတဲ့လူမျိုးတွေဖြစ်တယ်သူတခါလေးပြောလိုက်နတ်ဆိုထွက်လို့ချက်ချင်းထွက်သွားတယ်ချက်ချင်းကိုပြောက်သွားတာဘာဖြစ်လို့လဲလူတွေကအရာစိတ်ဝင်စားတာအဲ့ဒါဘာဖြစ်လို့လဲတပည့်တော်တွေကိုပေးထားပြီးပြီဘာဖြစ်လို့ဒီအရာမဖြစ်နိုင်တာလဲအဲ့ဒါကြောင့်ခုနကျွန်တော်ဖတ်တဲ့ဟာဒီလောကာအခန်းကြီး7မှာသခင်သူ့ရဲ့တပည့်တော်တွေကဘာပြောလဲဆိုတော့အရာသူတို့လည်းပြန်စဉ်းစားတာဖြစ်မှာပေါ့သူတို့ဆိုတော့ဒီနေ့မှာသခင်ယေရှုဆုတောင်းပြီးမှထွက်လာတယ်ကျွန်တော်ဟာသခင်ယေရှုရေဆရာကြီးရေကျွန်တော်တို့ဆုတောင်းနေတင်ပေးပါကျွန်တော်တို့ရဲ့ကျမ်းစာထဲမှာဒီတပည့်တော်တွေ12ပါးရှိတဲ့အထဲမှာတဲ့တောင်းဆိုချက်ဆိုတာဒီတစ်ခုပဲရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ဆုတောင်းနည်းကိုသင်ခိုင်းတာဒီတပည့်တော်တွေကလည်းနောက်ပိုင်းကျတော့မှတကယ်ကျွန်တော်တို့ရဲ့အသက်တာမှာအရေးကြီးဆုံးရွှေချက်ကိုသူတို့ကတည်တော့တာဘာလို့တည်တော့ရလဲတခင်ယေရှုကမနေ့တိုင်းဟောမှာစိတ်ငြိမ်တဲ့နေရာမှာသူတယောက်တည်းတော်ပြီးတော့မှအချင်းဖြုံးနေတာသူတို့မသိဘူးတပည့်တော်သူတို့အိတ်ကောင်းနေတော့ဟောမှာအိတ်ရထဲမှာနည်းနည်းလေးအေးတော့အိတ်လို့ကောင်းနေမိုးလည်းညမှာပူလို့ဖြစ်မှာပေါ့မနေ့ကနည်းနည်းအေးတော့အိတ်ကောင်းနေအဲ့ဒီမှာသူတို့ရဲ့ဆရာကြီးကဟောမှာတယောက်တည်းအချင်းလေးယူပြီးတော့မှဖျားရခင်နဲ့စကားပြောနေအဲ့လိုမျိုးဖြစ်တဲ့ဟာတွေနည်းနည်းကြုံလာတော့ကြာလာတော့နောက်ပြီးတော့မှဟိုမှာဖျားခင်ယေရှုကိုယ်တိုင်ကလည်းသူတို့ကိုဆုံးမထားတဲ့ဟာမင်းတို့ကဖောက်ပြန်တတ်တဲ့လူမျိုးတွေယုံကြည်မှုအားနည်းတဲ့လူမျိုးတွေအရန်ပြောသားတော့သူတို့ကဟာအဲ့ဒါကဘာကြောင့်ဖြစ်တာလဲအဲ့ဒီအဖြစ်ကိုသူတို့ကခံမှန်းကြည့်တော့နောက်ဆုံးဆရာကြီးရေကျွန်တော်တို့ဆုတောင်းနေတင်ပေးပါအဲ့ဒါကြောင့်ပတ္ထနာတော်ဆိုတာဖြစ်လာခြင်းဖြစ်တယ်တပည့်တော်12ပါး3နှစ်အတူနေတဲ့အချိန်မှာတောင်းဆိုမှုတစ်ခုရှိတယ်လူသားတွေအတွက်အရေးကြီးဆုံးတောင်းဆိုမှုအဲ့ဒါဖြစ်တယ်ဘာအရာမှအရေးမကြီးဘူးဒီတပည့်တော်12ပါးအတွက်ဆုတောင်းခြင်းဖြစ်တယ်ဒီဆုတောင်းခြင်းကိုတင်ယူတဲ့နောက်ပိုင်းမှာဒီတပည့်တော်တွေသူတို့နတ်ဆိုးလည်းနင်းထုတ်နိုင်တယ်အနာရောဂါလည်းငြိမ်းနိုင်တယ်သခင်ယေရှုနီးသူတို့ရဲ့အဖွဲ့အစည်းသူတို့ရဲ့အတိုင်းဝိုင်းထဲမှာဒီအမှုအရာတွေကိုသူတို့လုပ်နိုင်တယ်အဲ့ဒါကြောင့်ဆုတောင်းခြင်းဆိုတာကကျွန်တော်တို့ခရိယာအသက်တာထဲမှာအရေးအကြီးဆုံးနဲ့ဖ
피아르킨 판신타가 내가다가 이외제 치시네 피아르킨가 판신타래 저는 간다고 해마 판신타래 야피대 아야 수동 진수라 루구루라 수무동이 저는가 저는 시그널로 저는 윈이노하 뼈쉬진고 진우진고 미야시나이부 판신타래 디자인 피대 엘루스라 저는 수동했지만 발루래 수라 유신 비로만 표시네 롱다루래 아야 표시야래 저는 그나 파도아래 디 마데 아칸지 처마 아칸에 슬레마 특히 예수 에리 도레 디 바타도 디바 뼈비에 나오 민루 수당네 지금 디루 수당 봐 소에 나오마 빠빠레 소라 민루 미로의 아빠 미로의 빠원지마 시대 등의 진리 미다소리고 미로 컴물로 나이부 수이 건기부마 시대 비아르킹하래 미로 쿤로만 호부 에라고 표하래 특히 예수가 디 마테마 두리에 디 파트나로고 뼈비에 나빠이마 에디하고 두가 ပြန် 테하라 바프로래 저노로의 생내롱대마 또 냐의 저노의 빠원진 저노의 미다소 친친 따르미리 저노 등의 진리 보마 타래 저노의 생내의 보 타르고 이오송 신린 타야매 애정 특히 예수가ပြောတာ 민호 야 생인의 내야마ဘယ်သူမှ မရှိတဲ့ 내야마 다 preparation 거ပြောတာ 저노 수도매 소래 아침마 저노로가 아야 비로마 지누스야 가운데 피아르키네 저너로 니냐오다 셋뇌로 야래 셋뇌로 야래 내야마 내야 유비마 아칭 유마 수동야매 표시네နှလုံးသားကို ပိုင်ဆိုင်ထားရမယ်အဲ့ဒါမှဖျားတခင်နဲ့စကားပြောတဲ့အချိန်မှာဖျားတခင်နဲ့တန့်ချင်တော့ဝိညာဉ်တော့ကျွန်တော်တို့ဒီမှာရောက်လာပြီးတော့မှကျွန်တော်တို့နဲ့စကားပြောပြီးတော့မှဒီဝိညာဉ်တော်ဟာခွန်အားဖြစ်လာမယ်ကျွန်တော်တို့အတွက်တာအတွက်ခွန်အားဖြစ်လာမယ်ကျွန်တော်မိနစ်တုန်းကဒီကိုရောက်လာတဲ့အချိန်မှာဒီကဒီနားထဲမှာပြောလေဆိုတော့အခုတချို့တင်းတော်တွေမှာတဲ့ဒီအပြစ်ဝင်ချတောင်းပန်ဖို့မလိုဘူးဆိုတော့တွင်တင်မှုတွေရှိနေတယ်ဆိုတဲ့ဟာကြားတယ်ကြားတော့ကျွန်တော်ဒီလွန်ခဲ့နှစ်မှာစက်တင်ဘာနဲ့အောက်တိုဘာကျွန်တော်ဗမာပြည်ကိုပြန်သွားတာဗမာပြည်မှာပြန်သွားတော့ဗမာပြည်ကဆရာတချို့လည်းအဲ့လိုပြန်ပြောတယ်အဲ့လိုပြောတော့တချို့အခုအတင်းတော်တွေမှာအပြစ်ဝင်ချတောင်းပန်ဖို့မလိုဘူးလို့ပြောတဲ့အတင်းတော်တွေအများရှိတယ်အဲ့ဒါဘာဖြစ်လို့လဲပေါ့လေနော်လူသလားမလူဘူးလားအဲ့ဒါဖြစ်သွားအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒါခံယူချက်နဲ့ဆိုင်ကျမ်းစာထဲမှာတော့ပြစ်ဝင်ချတောင်းပန်ဖို့လူတဲ့အကြောင်းကိုရေးတာဒါမဲ့ခံယူချက်ဘာခံယူချက်လဲကျွန်တော်တို့ကသခင်ယေရှုကိုယုံကြည်ထားတဲ့လူတွေဖြစ်တယ်ခင်ယေရှုကိုယုံကြည်ပြီးတော့ born again ဖြစ်တဲ့လူတွေဖြစ်တော့ဘာဖြစ်လဲဆိုတော့ကယ်တင်ခြင်းလည်းရပြီလေဟုတ်တယ်မလားစိတ်ချရပြီခိုင်မာဘာမှမလို့တော့ဟုတ်တာပေါ့အဲ့လိုဆိုတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်အပြစ်ဝင်ချတောင်းပန်မှုဆိုရင်ဘာဖြစ်လဲရောမဩဒါဆိုဘာပြောထားလဲအပြစ်တရားရဲ့အခါကတည်ခြင်းပဲဒီဖြစ်နေတော့ဟုတ်ကျွန်တော်အခုချိန်ထိအပြစ်ဝင်ချတောင်းပန်နေမယ်ဆိုရင်ဘာဖြစ်လဲကျွန်တော်ကတရားပဲလို့ဖြစ်နေတာဟုတ်အဲ့ဒီသဘောတရားကိုတက်ရောက်သွားတာအဲ့လိုဆိုတော့ကျွန်တော်ဘာဖြစ်လဲဖျားခင်ကျွန်တော်အပြစ်လွတ်ပြီခင်ယေရှုကအဲ့ဒါကိုကျွန်တော်ယုံကြည်တယ်လက်ခံတယ်အဲ့ဆိုတော့မလို့တော့အဲ့ဒီဘက်ကိုရောက်သွားတာအဲ့ဒါကြောင့်အပြစ်ဝင်ချတောင်းပန်ဖို့မလိုဘူးဆိုတဲ့အပိုင်းကိုရောက်သွားတာဒါမဲ့ခုနကျွန်တော်ပြောသလိုပဲကျွန်တော်တို့လူသားတွေဆိုတာကဖျားခင်အစဖန်ဆင်းထားတဲ့ကသူ့စီမှာတွေးခေါ်ဖို့စဉ်းစားဖို့ဆုံးဖြတ်ဖို့အုံနောက်ကအပြစ်ရှိတာအဲ့ဒီလိုမျိုးအချိန်မှာကျွန်တော်တို့ရဲ့တွေးခေါ်တဲ့ကျွန်တော်ပြောတဲ့ဟာကျွန်တော်တို့ရဲ့လှုပ်ဆောင်တဲ့ဟာအမြဲတမ်းမှန်ကန်နေမယ်အမြဲတမ်းတန့်ချင်းနေမယ်ဆိုတာဘယ်သူမှမပြောနိုင်ဘူးအမှတ်ခံချက်မပေးနိုင်ဘူးဘာဖြစ်လို့ဆိုတော့ဒီခန္ဓာကိုယ်ကြီးဆိုတာကသခင်ယေရှုကိုယုံကြည်တဲ့လူပဲဖြစ်မယုံကြည်တဲ့လူပဲဖြစ်လူသားဖြစ်တယ်ဆိုတဲ့ဟာကလူသားပဲဖြစ်နေတယ်
ဒါမဲ့သခင်ယေရှုကိုယုံကြည်တဲ့လူတွေကကျွန်တော်တို့ဝိညာဉ်တော်ကတော့ကျွန်တော်တို့ကဘုရားသခင်ရဲ့သားသမီးတွေဖြစ်သွားတယ်ခိုင်မာတဲ့ယုံကြည်ချက်ရှိတယ်ဟုတ်တယ်ဒါပေမဲ့သခင်ယေရှုကိုတိုင်ကသူတပါးရဲ့အပြစ်များကိုကျွန်တော်တို့တွေလွတ်တကယ်တော့ကျွန်တော်တို့ရဲ့အပြစ်များကိုလည်းလွတ်တော်မူပါရှာရှာပါပါတပည့်တော်တို့ရဲ့တောင်းဆိုချက်ထဲမှာတွင်တင်ထားတဲ့ပတ္တနာတော်ထဲမှာကိုကအပြစ်ဝင်ချတောင်းပန်ဖို့ပါပြီးသားဖြစ်တယ်အပြစ်ဝင်ချတောင်းပန်ဖို့ဝင်မလဲရောက်အပြစ်သားတွေအပြစ်လုတ်တတ်တဲ့လူသားတွေဆိုတာကကျွန်တော်တို့ဖြစ်တယ်ပြီးဆုံးတဲ့လုံးဝဒီတန်ချင်းပြီးတော့မှရန်ပြီးဆုံးတဲ့ကိုခန္ဓာပြီးဆုံးတဲ့ဝိညာဉ်ခန္ဓာဆိုတာကကျွန်တော်တို့သခင်ယေရှုနဲ့တွေ့တဲ့နောက်ပိုင်းမှာတွေ့တယ်ဆိုတာကယုံကြည်ခြင်းနဲ့မဟုတ်ဘူးနောက်ပိုင်းကျွန်တော်ရဲ့ဒီ life ဒီအသက်ရဲ့နောက်ပိုင်းက life အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ကခန္ဓာကိုယ်ပါဒီသခင်ယေရှုရှင်ပြန်ထမြောက်တဲ့နောက်ပိုင်းကကိုခန္ဓာမှုပုံစံပေါ့ကွာဒီလိုမျိုးအချိန်မှာကျွန်တော်တို့ကဒီခန္ဓာကိုယ်နဲ့ပဲဖြစ်ဖြစ်ဝိညာဉ်နဲ့ပဲဖြစ်ဖြစ်အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့ခန္ဓာကိုယ်အကုန်လုံးကဖြူစင်တန့်ချင်းမျိုးမှာလုံးဝပြည့်စုံတဲ့အသက်တာဖြစ်သွားပြီချင်းပါအဲ့ဒီနောက်ပိုင်းမှာတော့မလို့တော့လောကီတာဖြစ်နေတည်းကျွန်တော်တို့ကအနည်းဆုံးစဉ်းစားတဲ့အချိန်မှာအပြစ်တစ်ခုခုလောက်တော့ဖြစ်လုံနိုင်တဲ့အခွင့်အရေးလုံလျက်ရှိတဲ့လူသားတွေဖြစ်တယ်ဆိုရဟာကျွန်တော်တို့တတိထားဖို့လိုတယ်အဲ့ဒါကြောင့်ဖြူစင်တဲ့နှလုံးသားပိုင်ဆိုင်ထားဖို့လိုတယ်ဒီဖြူစင်တဲ့နှလုံးသားတွေရရှိထားတဲ့အချိန်မှာဖျားသခင်နဲ့စကားပြောတဲ့အချိန်မှာဖျားသခင်နဲ့ဝိညာဉ်တော်ကျွန်တော်တို့ခွန်အားပေးတယ်ဒီခွန်အားပေးတဲ့အချိန်မှာခုနကျွန်တော်တို့ပြောတဲ့ဟာကျွန်တော်တို့တွေးခေါ်တဲ့အချိန်မှာကျွန်တော်တို့ဆုံးဖြတ်လိုက်တဲ့အရာဟာဘုရားသခင်ရဲ့လမ်းပြမှုအောက်မှာဆုံးဖြတ်တဲ့အတွက်ကျွန်တော်တို့မှန်ကန်တဲ့ဆုံးဖြတ်မှုနဲ့မှန်ကန်တဲ့ပြောဆိုမှုတွေဖြစ်ပေါ်စေတယ်ကျွန်တော်တို့အမှားနဲ့နေတယ်အပြစ်နေတယ်ဒါဘုရားသခင်ကျွန်တော်တို့ကိုတွင်တင်တဲ့အတွက်လမ်းပြတဲ့အတွက်ကျွန်တော်တို့ခွန်အားဖြစ်စေတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ Sunday School တက်တော့က Sunday School ဆရာမတွေပါပြောလဲဆိုတော့ကျွန်တော်တို့မတက်ဘူး Sunday School ဒါမဲ့ကျွန်တော်တင်ဖူးတယ်အဲ့လိုဖြစ်တဲ့ချိန်မှာဘာပြောလဲဆိုဆူတောင်းတဲ့ချိန်မှာတဲ့ဒူထောက်မှဆူတောင်းဖို့တင်ပေးတယ်လက်အုပ်ချီမှဆူတောင်းဖို့တင်ပေးတယ်ကောင်းငုတ်ပြီးတော့မှဆူတောင်းဖို့တင်ပေးတယ်မျက်စိမိတ်ပြီးတော့မှဆူတောင်းဖို့တင်ပေးတယ်ဘာဖြစ်လို့လဲဘာဖြစ်လို့ဒူထောက်ရတာလဲဘာဖြစ်လို့လဲအုတ်ချီကောင်းငုတ်ပြီးတော့မှမျက်စိမိတ်ပဲဆူတောင်းရတယ်ဒါကျွန်တော်တို့ရဲ့ဒီဘယ်လိုခေါ်မလဲကျွန်တော်တို့ရဲ့လှုပ်ဆောင်ရမယ့်လိုက်နာရမယ့်စီကံလားအဲ့တော့မဟုတ်ဘူးဒါကတခင်ယေရှုကိုယ်တိုင်ကလည်းမတရပြီးမှထိုင်ပြီးတော့မှဒူးထောက်ပြီးတော့မှခေါင်းငုံပြီးတော့မှအမျိုးမျိုးဆုတောင်းခဲ့တာပဲဒါပေမဲ့ဒီအရာဘာဖြစ်လို့ကျွန်တော်တို့ကိုဒီလိုတွင်တင်တာလဲငယ်ငယ်ကတည်းကဒါကျွန်တော်တို့ရဲ့စိတ်နှလုံးသားကျွန်တော်တို့ရဲ့လူတွေရဲ့ကျွန်တော်တို့ရဲ့တတ်နိုင်တတ်စွမ်းနိုင်တဲ့အရာအကုန်လုံးကိုကျွန်တော်တို့ကဖယ်လျှော့ပလိုက်ဖို့ကျွန်တော်တို့ဒါတွေကိုဝန်ခံလိုက်ဖို့ဘုရားသခင်ရဲ့ရှေ့မှာကျမတို့အရောက်စီတိုင်းဟာဘာမှမဟုတ်ဘူးဆိုတဲ့အရာကိုဖော်ပြဖို့အတွက် symbol တွေဖြစ်တယ်လက္ခဏာတွေဖြစ်တယ်ကျွန်တော်တို့ဒူးထောက်လိုက်ခြင်းအဖြစ်ကျွန်တော်9ပင်ထဲမှာ9လဲမှရှိတယ်ကျွန်တော်ဒူးထောက်ပြီးတော့မှခေါင်းငုတ်ကိုညှွတ်လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့အရှည်ဟာ2ပဲကျော်လောက်ပဲရှိ2ပဲလောက်ပဲရှိတော့တယ်ကျွန်တော်မျက်စိမိတ်လိုက်တဲ့အချိန်မှာဒီလောကကြီးရဲ့အရာဖြူတယ်မဲတယ်စိမ့်တယ်နှီးတယ်ဘာမှမတွေ့ရတော့လေအုပ်ချီပြီးတော့မှကျွန်တော်ကိုညှွတ်လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ခန္ဓာကိုယ်ဟာအရာတေသွားတယ်ငကိုယ်တွေကမှပင်တေးလေးပူတေသွားတယ်ဒီအရာကိုဖြစ်စေချင်တာနှလုံးသားကိုကျွန်တော်တို့ရဲ့တွေးခေါ်မှုကို
ကျွန်တော်တို့ရဲ့စိတ်မှာရှိတဲ့ကျွန်တော်တို့ရဲ့မာနတရားတွေကိုမလူမုန်းသားတွေအမုန်းတရားတွေကိုကျွန်တော်တို့ကကုံလုံးကိုဖျားသခင်ရဲ့ရှေ့မှာကျွန်တော်ဟာကျမဟာဖျားသခင်ရဲ့ရှေ့မှာဘာမှမဟုတ်ဘူးတသေးလေးဘာမှမဟုတ်တဲ့လူသားပဲဖြစ်တယ်ဖျားသခင်ကျွန်တော်ကျမကိုကဲပါခွန်အားပေးပါအသုံးပြုပါဆိုတဲ့စိတ်တဘောထားကိုရရှိအောင်ဒီတင်ကြတာလေးနဲ့ကျွန်တော်တို့ကိုတွင်တင်တာဖြစ်တယ်အဓိကကဒူးထောက်ဖို့မဟုတ်ဘူးခန္ဓာကိုယ်ဒီခန္ဓာကိုယ်ဒူးထောက်ဖို့ကအဓိကမဟုတ်အဓိကကစိတ်နှလုံးဒူးထောက်ဖို့ဖြစ်တယ်စုကလည်းအမြဲတမ်းတောင်းတယ်ဒါမဲ့ခွန်အားကဖြစ်မလားသကူကဖြစ်မလားအဲ့ဒါကျွန်တော်တို့ရဲ့စိတ်ကိုကျွန်တော်တို့ကဒိုးမထောက်သေးလို့ဖြစ်တယ်ကျွန်တော်တို့ရဲ့တွေးခေါ်မှုကိုကျွန်တော်တို့ကမျက်စိမမိတ်ထားလို့ဖြစ်တယ်ဖျားသခင်ရဲ့ရှေ့မှာကျွန်တော်တို့ဟာအကုန်လုံးကို give up လုပ်ပြီးတော့မှစက္ကပ်ဖို့ဖြစ်တယ်ဖျားသခင်ရဲ့ရှေ့မှာကျွန်တော်တို့အကုန်လုံး give up လုပ်မှစက္ကပ်ပြီးတော့မှဆုတ်တောင်းတဲ့အချိန်မှာဖျားသခင်ကျွန်တော်တို့ရဲ့ဆုတ်တောင်းတာကိုနားညောင်းပြီးတော့မှကျွန်တော်တို့ကိုခွန်အားဖြစ်စေတယ်သခင်ယေရှုဆုတ်တောင်းတာနာယီအကြာကြီးယူတယ်တော့အကြာကြီးယူရမှဆုတ်တောင်းတဲ့အချိန်မှာတူလုတ်လိုက်တဲ့အရာမှန်တမျှဟာဘာဖြစ်လဲဆိုတော့အောင်မြင်တယ်နတ်ဆိုးလေချက်ချင်းထွက်တယ်တူလာတူပြောတော့မပြောရသေးဘူးတူလာတဲ့နဲ့ကိုချက်ချင်းကိုကြောက်ထွက်သွားတယ်ဘာဖြစ်လို့လဲတူဟာအချင်းယူပြီးတော့မှအမှန်ဆိုတော့သခင်ယေရှုဆိုတာကကျွန်တော်တို့အားလုံးယုံကြည်တဲ့အတိုင်းဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ဘုရားသခင်ရဲ့သားတော်ကိုယ်တိုင်ကဘုရားသခင်နဲ့နေ့တိုင်းစကားပြောတယ်စုတ်တောင်းတယ်ဒူးထောက်တယ်အဲ့လိုမျိုးစုတ်တောင်းပြီးမှခွန်အားယူတဲ့အချိန်မှာသခင်ယေရှုရဲ့ဝိညာဉ်တော်အမြဲတမ်းတကူနဲ့ပြည့်နေတယ်ဒီလိုမျိုးတကူနဲ့ပြည့်နေတဲ့အချိန်မှာသူပြောလိုက်တဲ့စကားလုံးတိုင်းဟာလူတွေအတွက်သူများအတွက်ခွန်အားဖြစ်စေတယ်ကျွန်တော်ကျမတို့ပြောတဲ့အခါကျွန်တော်ကျမတို့ဆုတောင်းတဲ့အတန်တွေအကုန်လုံးကကျွန်တော်ကျမတို့အတွက်သူများအတွက်သူတစ်ပါးအတွက်ခွန်အားမဖြစ်စေဘူးလားဖြစ်စေမလားမဖြစ်စေဘူးလားဒါကတော့ကျွန်တော်တို့ကျမတို့ရဲ့ဘုရားသခင်နဲ့စကားပြောတဲ့အချိန်ပေါ်မှာမူတည်ပါတယ်ဘုရားသခင်နဲ့ဘယ်လိုစကားပြောလဲဆိုတဲ့အခြေအနေပေါ်မှာမူတည်ပါတယ်အောင်မြင်တဲ့အသက်တာတစ်ခုပိုင်ဆိုင်ထားဖို့အတွက်ဘုရားသခင်နဲ့များများစကားပြောဖို့လိုပါတယ်ဘုရားသခင်နဲ့များများစကားပြောတဲ့အချိန်မှာခုနကျွန်တော်ပြောတယ်ကျွန်တော်တို့စီမှာရှိတဲ့ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာကြည်နူးတယ်ပျော်တယ်ပျော်ရွှင်ကြည်နူးတဲ့ကျွန်တော်တို့ဝိညာဉ်တော်ဟာဘုရားသခင်နဲ့စကားပြောတာများလာတဲ့အချိန်မှာဘုရားသခင်ထံတော်မှာကျွန်တော်တို့တကူကိုရရှိတယ်တကူရရှိတယ်ဆိုတာကျွန်တော်တို့ပါဝါပြဖို့မဟုတ်ပါဘူးကျွန်တော်တို့ဆုတောင်းတဲ့အချိန်မှာအဲ့ဒီဆုတောင်းချက်တွေပြည့်ဖို့အတွက်ဖြစ်တယ်ကျွန်တော်တို့တွေးခေါ်ဆုံးဖြတ်လိုက်တဲ့အရာဟာဘုရားသခင်ရဲ့အလိုတော်အတိုင်းအောင်မြင်တဲ့ဘုရားသခင်ရဲ့အလိုတော်အတိုင်းဖြစ်စေတဲ့ဆုံးဖြတ်ချက်ကိုချနိုင်ဖို့အတွက်ဘုရားသခင်ထံမှာကျွန်တော်ဆုတောင်းတာဖြစ်တယ်ဒီလိုမျိုးဆုတောင်းခြင်းအဖြစ်ကျွန်တော်တို့ဟာအောင်မြင်တဲ့အသက်တာကိုရရှိမှာဖြစ်တယ်ဘုရားသခင်ထံမှာကောင်းမွန်သောလမ်းပြခြင်းနဲ့ကျေးဇူးကိုခံစားနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့နှုတ်ကပတ်တော်ကိုနေကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ကျေးဇူးတင်ပါတယ်အောင်မြင်သောသက်တာအတွက်ဆုတောင်းခြင်းဆိုတဲ့ခေါင်းစဉ်အပြင်ဒေသနာတော်ဝင်ငှတိုက်တွန်းသွားပေးတဲ့ဆရာဦးခုံစောက်ကွန်းကိုအထူးပဲကျေးဇူးတင်တယ်လို့ဂျာနာတဲ့သူရောက်စီတိုင်းပေါ်မှာလည်းဘုရားရှင်ဆက်လက်အောင်မြင်သောသက်တာရှိစေဖို့ဆုတောင်းအားကြီးသောသူရောက်စီတိုင်းဖြစ်စေဖို့ဘုရားရှင်ဆက်လက်ကောင်းချီးပေးပါစေ